အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့တော့ Spring ရဲ့ notification တွေအကြောင်းပြောသွားမယ်ပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ REST API ရဲ့နေရာမှာလိုအပ်တဲ့ notification တွေအကြောင်းရင်ပြောရမှာပေါ့နော်အဲ့ဒါတွေပြီးရင်တော့ကျွန်တော်တို့ဒီ component တို့ service တို့ notification တွေအကြောင်းပြောမယ်ပြီးရင်တော့ဒီ configuration နဲ့ life cycle အကြောင်းပြောမယ် life cycle notification အကြောင်းပြောရမှာပေါ့နော်အဲ့ဒါပြီးရင်တော့ဒီ auto configuration နဲ့ auto configuration အကြောင်းပြောရမှာပေါ့နော်ဒီ conditional on class တို့ဒီ conditional on missing bin တို့ပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ controller ဒီ REST API ရဲ့နေရာမှာလိုအပ်တဲ့ notification တွေအကြောင်းပြောရမှာနော်အဲ့တော့ကျွန်တော်ကဒီမနေ့ကကျွန်တော်တို့စောက်ခဲ့တဲ့ project မှာပဲကျွန်တော်ကဒီ controller တခုစောက်ရမှာပေါ့နော်အဲ့ဒီမှာကျွန်တော်က user controller တခုစောက်ရမှာပေါ့နော်ပြောချင်တဲ့ဟို controller အကြောင်းတော့ဗျာဘယ်လိုလဲဆိုတော့ကျွန်တော်တို့ record ခုလာလို့ရှိရင်ကျွန်တော်က dispatcher sublet ကိုအရင်ရောက်မှာပေါ့နော်dispatcher sublet ကနေမှတစ်ဆင့်ကျွန်တော်တို့သူနဲ့ဆိုင်တဲ့ controller ရောက်လာအောင်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာဗျာ controller ဆိုပြီးတော့ကျွန်တော်ကကြီးညာလိုက်တယ်ပေါ့နော်ကြီးညာလိုက်ပြီးတော့ကျွန်တော်ကဒီမှာ method တစ်ခုရေးလိုက်တယ်ပေါ့နော် public string ဆိုပြီးတော့မှ get user ဆိုတဲ့ method တစ်ခုရေးလိုက်ရမှာပေါ့နော်ပြီးလို့ရှိရင် return user ဆိုပြီးပြန်လိုက်တဲ့ဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ mapping တစ်ခုပြင်ရမှာပေါ့နော် get mapping ပေါ့ဗျာ get mapping ဆိုတာကget user ဆိုပြီးတော့ get mapping ကတော့ဗျာအဓိကကျွန်တော်တို့ကဒီ data တွေ read လုပ်တဲ့နေရာမှာသုံးတာပေါ့နော်ဒါပေမဲ့ဒီမှာကြည့်ရမှာကဘာလဲဆိုတော့ကျွန်တော်ကဒီမှာပေါ့နော် controller notation ကိုသုံးထားရဆိုလို့ရှိရင်သူကဘာလဲဆိုတော့ဗျာ controller notation ကိုသုံးလို့ရှိရင်ကျွန်တော်ကဒီကျွန်တော်ရဲ့ဒီ controller ကview ကို return ပြန်ပေးမယ်ဆိုတဲ့သဘောပေါ့နော်ဥပမာဘယ်လိုမျိုးလဲဆိုတော့ဥပမာ user ကို return ပြန်လာလို့ရှိရင်ဒါက user ဆိုတဲ့ data ကို return ပြန်လာမှုတော့ပဲね user.html အဲ့လိုမျိုး return ပြန်တာပေါ့နော်သူက Spring MVC style ပေါ့နော်user.html controller ကိုတက်ထားလို့ရှိရင်သူက view ကို return ပြန်မယ်လို့ဆိုလိုတာပေါ့နော်ကျွန်တော်တို့ JSON data ကို return ပြန်မယ်လို့ဆိုလိုတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ကဒီကောင်းကိုဒီကျွန်တော်က user ဆိုတာကို user ဆိုတဲ့ data ကို return ပြန်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကဒီမှာဆိုလို့ရှိရင် response body လို့တက်ပြင်ရတယ်ပေါ့နော် response body ဆိုပြီးတော့တက်ပြလို့ရတယ်ပေါ့နော်အဲ့ဆိုကျွန်တော်ကဒီမှာ application run လိုက်ရင်ပေါ့နော်ဒီ get user ပေါ့နော်ဒီ notation ဒီ get user လေးကိုကျွန်တော်ကဒီ http 80မှာ run လိုက်ရင်ပေါ့နော်အဲ့ဆိုတော့ user ဆိုပြီးတော့ဒီမှာ output ထွက်လာရပေါ့နော်ပြောချင်တာကဗျာ controller လို့တက်ထားရဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကျွန်တော်ရဲ့ controller ကဒီ JSON data return ပြန်မှာမဟုတ်ဘူးဒီ HTML view return ပြန်မယ်ဆိုတော့အဓိပ္ပာယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့က view ပြန်ကြည့်မှုကျွန်တော်တို့က JSON data ပြန်နေတာပေါ့နော်အဲ့တော့ကျတော့JSON data ပြန်နေတယ်ဆိုလို့ရှိရင်ကျွန်တော် response body တက်ပေးရတယ်ပေါ့နော်အဲ့လိုမျိုးဗျာပြောချင်တာကဗျာကျွန်တော်ကဒီလိုနောက်ထပ် method တစ်ခုထပ်ရှိသေးတယ်ပေါ့နော်ဒီလိုမျိုးပဲနောက်တစ် method ပေါ့နော်နောက်တစ်ခုကကျတော့get user 2ပေါ့နော်ဒီမှာလည်းကျွန်တော်က get user 2ဆိုပြီးတိုင်းပြန်လိုက်ပါတော့ဒီလိုမျိုး method တွေရှိလာလို့ရှိရင်ဗျာဒါတွေအကုန်လုံးက REST API နေပေါ့နော်အဲ့လိုမျိုးတွေကရှိတိုင်းတာကျွန်တော်ကနောက်တစ်ထပ် add တိုင်းတာကျွန်တော်အကုန်လုံးမှာ response body ထပ် add နေမယ်ဆိုလို့ရှိရင်ဟိုဟာမျိုးဟိုမကောင်းဘူးပေါ့နော်အဲ့တော့ကျွန်တော်ကဘာသုံးလို့ရလဲဆိုတော့ REST controller ကိုပြောင်းသုံးလို့ရတယ်ပေါ့နော်REST controller ကိုပြောင်းလဲလို့ရတယ်ပေါ့နော် REST controller ဆိုတဲ့သဘောကဘာလဲဆိုတော့ဗျာဒီခုနကကျွန်တော်ရဲ့ controller notation နဲ့ဒီ response body နဲ့ပေါင်းထားတဲ့ကောင်ပေါ့နော်အဲ့တော့ကျွန်တော်က REST controller ကိုတက်လို့ရှိရင်ကျွန်တော်တို့ကဒီ response body ဆိုတဲ့ notation တွေကမလိုတော့ဘူးပေါ့နော်မလိုတော့ဘဲနဲ့ဒီသူ့ဟိုဒီကောင်က REST controller ရဲ့အဓိပ္ပာယ်က controller နဲ့ response body ပေါင်းပေးထားတဲ့ကောင်ပေါ့နော်အဓိကကတော့ဗျာ response body ကဘာလဲဆိုတော့ဒီ Java object တွေကိုJSON ပြန်ပြောင်းပေးရဆိုတဲ့သဘောပေါ့နော်အဲ့ဆိုကျွန်တော်ကဒီမှာဒီ app ကိုပြန် run လိုက်ရင်ပေါ့နော်ပြန် run လိုက်ပြီးတော့ကျွန်တော်ဒီမှာဒီ get user ကိုပြန်ခေါ်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်က same result ကိုရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့သိရမှာဗျာ controller ကကြတော့ controller notation တက်ထားရဆိုလို့ရှိရင်ကျွန်တော်ကဒီ view return ပြန်မယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဟိုကျွန်တော်က JSON data return ပြန်ဘူးပေါ့နော် view return ပြန်မယ်ဥမာဆွမ်းနာပြောဆို user.html ကို return ပြန်မယ်ဆိုတဲ့သဘောပေါ့နော်တကယ်လို့ကျွန်တော်တို့ကဒီ JSON data return ပြန်နေတယ်ဆိုလို့ရှိရင်ဒီ annotation response body ဆိုတဲ့ခေါင်းလေးနဲ့သုံးပြီးလိုက်ရတယ်ပေါ့နော် response body နဲ့သုံးပြီးလိုက်လို့ရှိရင်ကျွန်တော်က user ဆို JSON data return ပြန်မယ်ဆိုတဲ့သဘောပေါ့နော်အဲ့လိုမျိုး API တိုင်းမှာကျွန်တော်တို့ကအဲ့လို response body လိုက်တက်နေမယ်ဆိုလို့ရှိရင်လည်းမကောင်းဘူးပေါ့နော်အဲ့တော့ REST controller နဲ့သုံးလိုက်လို့ရှိရင် REST controller ကကြတော့ဒီ controller နဲ့ response body ပေါင်းထားတဲ့ကောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဘာမှ response body ထပ်ပြီးတော့တက်ပေးရမလို့တော့ဘူးပေါ့နော်ဟုတ်နောက်တစ်ချက်ကကျတော့ကျွန်တော်တို့ဒီ get mapping ပေါ့နော် get mapping ကတော့ကျွန်တော်တို့ဒီမှာကြည့်တဲ့အတိုင်းပဲသူကအဓိကတော့ဗျာ data တွေကိုဒီ data တွေ read လုပ်ချင်တဲ့အချိန်မှာသုံးတာပေါ့နော်နောက်တစ်ချက်ကကျွန်တော်တို့ post mapping ကြည့်တယ်ပေါ့နော် post mapping ကတော့ data တွေကို create လုပ်တဲ့အချိန်မှာသုံးတာနောက်က put mapping ကကျတော့ data တွေကို update လုပ်တဲ့အချိန်မှာသုံးတာဒီ delete mapping ကတော့ကျွန်တော်တို့ delete ချင်တဲ့အချိန် delete ကျွန်တော်တို့ data တစ်ခုကို delete လုပ်ချင်တဲ့အချိန်မှာသုံးတာပေါ့နော်အဲ့ဒါပြီးတော့ကျွန်တော်တို့ဒီ record mapping ဆိုတဲ့ annotation လေးတစ်ခုရှိသေးရပေါ့နော် record mapping ကကျတော့ဗျာ
ကျွန်တော်ကဒီမှာ get တွေပါရေးပဲနဲ့ဒီလိုမျိုးပေါ့နော် record mapping ဆိုပြီးတော့ကျွန်တော်ဒီမှာ path ပေးရတယ်ပေါ့နော် path ကကျတော့ကျွန်တော်တို့ရဲ့ဒီအပေါ်ကကျွန်တော်က get user ကိုပဲသွားခြင်း get user ပေါ့နော်ပြီးတော့ဒီမှာ method ကကျတော့ကျွန်တော်တို့ဒီ record method တော့ get ဆိုပြီးတော့ပေးလိုက်တယ်ဆိုလို့ရှိရင်လည်းသူကအရင်တိုင်းပဲလုပ်တယ်ပေါ့နော်ပြောချင်တာကကျွန်တော်ကဒီမှာဒီအပေါ်မှာကျတော့ကျွန်တော် get mapping ဆိုပြီးတော့သူရဲ့ pattern ထည့်ပေးလိုက်တာပေါ့နော်ဒီအောက်ကကျတော့ record mapping ဆိုပြီးတော့သူသွားမယ် path ထည့်ပေးတယ်ပြီးတော့ method ကဘာလဲဆိုပြီးထည့်ပေးတယ်ပေါ့နော်ဥပမာ post ဆိုရင်ကျွန်တော် post ပေါ့နော်patch ဆိုရင် patch ပေါ့နော် okay ကျွန်တော်ဒီမှာကျ get ပေါ့နော်အဲ့ဆိုကျွန်တော်ကဒီမှာပြန် run ပြီးတော့ send မယ်ဆိုလို့ရှိရင်လည်းသူကအရင်တိုင်းပဲလုပ်တယ်ပေါ့နော်ဒီမှာဆိုရင် sample တိုင်း user အတိုင်းပဲကျွန်တော် get mapping နဲ့ပေါ့နော်အကုန်လုပ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးဒီကောင်လေးသုံးရင်လည်းရရပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့များသောအားဖြင့်ဒီ get mapping ကိုပဲသုံးတယ်ပေါ့နော် record mapping ကပဲချိန်ဒီမှာသုံးတာများလဲဆိုတော့ဥမာကျွန်တော်ကဒီ controller ကိုလာတဲ့အချိန်ကြာလို့ရှိရင်ဒီ global path သတ်မှတ်ပေးလိုက်တယ်ဆိုတော့ဒီ controller အတွက် global path သတ်မှတ်ပေးလိုက်တယ်ဆိုတော့ပေါ့နော်ဥမာဘယ်လိုမျိုးလဲဆိုတော့ဗျာဒီကျွန်တော်ကဒီ user controller ကိုလာလို့ရှိရင်ကျွန်တော်က API pathlet user ကနေပြီးတော့စပြီးလာမယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီလိုမျိုးသတ်မှတ်ပေးလိုက်လို့ရှိရင်ကျွန်တော်ရဲ့ route ကဘယ်လိုဖြစ်သွားမှာလဲဆိုတော့ကျွန်တော် route ကဒီ local ကို8080 API pathlet USERS user တူပြီးမှကျွန်တော်တို့ရဲ့ဒီအောက်ကကောင်းပေါ့နော်ဒီမှာ get user ဆိုတဲ့ကောင်ဖြစ်မှာပေါ့နော် pathlet get user လို့ရှိမှာပေါ့နော်ဘယ် API မဆိုဒီ controller ရဲ့ဒီ class string မှာရေးထားတဲ့ဒီဘယ် route ကမဆိုဒီကောင်နဲ့စရမယ်ဆိုတဲ့ဘောပေါ့နော်ဥမာ API user get user API user get user 2ဆိုပြီးတော့ပေါ့နော်ဥမာကျွန်တော်ကဒီကောင်ကိုပြန် run ပြီးစလိုက်မယ်ဆိုလို့ရှိရင် okay အဲ့ဆိုကျွန်တော် API user get user လို့ခေါ်အောင်ပေါ့နော်ဒီမှာ API user get user လို့ခေါ်ထားရပါတော့အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ user ဆိုတဲ့ response လေးပြန်ရရပါတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ post တို့ put တို့ delete တို့ပေါ့နော်post ကကျတော့ကျွန်တော်တို့ data create လုပ်တဲ့အချိန်မှာသုံးတာပေါ့နော်ဒီ put ကကျတော့ကျွန်တော်ပြောရဲ update လုပ်တဲ့အချိန်မှာသုံးတာပေါ့နော် delete ကတော့ကျွန်တော်တို့ delete လုပ်တဲ့အချိန်မှာသုံးတာပေါ့နော်အဲ့ဒီကောင်တွေကလည်းကျွန်တော်ဒီမှာရေးပြမယ်ဆိုလို့ရှိရင် post mapping ပေါ့နော် post mapping ဆို post ကျွန်တော်ကဒီမှာ post mapping ဆိုပြီးဘာမှမသတ်မှတ်ထားဘူးဆိုလို့ရှိရင်သူ့ရဲ့ default route က API user ကိုခေါ်လိုက်တာနဲ့ post mapping ကိုရောက်မယ်ဆိုတဲ့သဘောပေါ့နော်ဥပမာကျွန်တော်က public return ကို string ပြန်လိုက်ပေါ့နော်ဥပမာ save user ပေါ့နော်ဒီ method ကကျွန်တော် return ဒီမှာ okay ဆိုပြီးပြန်ပြန်လိုက်ရပါတော့ save ပြီးတော့ okay ဆိုပြီးပြန်ပြန်လိုက်မယ်နောက်တစ်ချက်ကကျတော့ကျွန်တော်ကဒီမှာ put mapping ပေါ့နော် put mapping ကကျတော့လေ put mapping ကိုလည်းဘာမှမတတ်မှတ်ထားဘူးဆိုလို့ရှိရင် API user ကို put method နဲ့လာလို့ရှိရင်ဒီအောက်ကကောင်ကိုလုပ်လို့မယ်ဆိုတဲ့သဘောပေါ့နော်ဒီမှာဆိုလဲကျွန်တော်က average user ဆိုပြီးပြန်လိုက်ရပါတော့ okay ဆိုပြီးတော့နောက်တစ်ခုကျတော့ delete mapping ပေါ့နော် delete mapping ကတော့ကျွန်တော်တို့ID ထည့်ပေးရမှာပေါ့နော်အဲ့ဒီကိစ္စကိုကျွန်တော်ခဏလေးပြောရမှာပေါ့နော်ကျွန်တော် ED မထည့်တော့ဘူးပေါ့နော် E ပဲသွားရတော့ပေါ့နော်okay ဆိုပြီးတိုင်းလိုက်ရပေါ့နော်ကျွန်တော်တို့က get mapping ကကြာ data တွေ read လုပ်တဲ့အချိန်မှာသုံးတာ post ကကျတော့ကျွန်တော်တို့ data create လုပ်တဲ့အချိန်မှာသုံးတာပေါ့နော်နောက်တစ်ခါတော့ put mapping ကကျတော့ data update လုပ်တဲ့အချိန်မှာသုံးတာ delete mapping ကကျတော့ data တွေကိုဒီ delete ချင်တဲ့အချိန်မှာသုံးတာပေါ့နော် okay အဲ့ဆိုကျွန်တော် post mapping အကြောင်းအရင်ပြောရမှာနော် post mapping ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်သိရမယ့် notation ကဥမာကျွန်တော်ကဒီမှာဘယ် object ကို create လုပ်မှာလဲဆိုတဲ့ကောင်ကလိုသွားပြီပေါ့နော်ကျွန်တော်ကဒီမှာ controller DDO တခုစောက်ရအောင်ပေါ့နော် DDO class မှာ user DDO ဆိုပြီးကျွန်တော်ကတခုစောက်ရအောင်ပေါ့နော်user DDO ဆိုပြီးကျွန်တော်ကဒီထဲမှာ private string name ရယ် private string ဒီသုံးခုပါတယ်ပေါ့နော်ဒီသုံးခုပါတယ်ဆိုလို့ရှိရင်ကျွန်တော် user controller မှာကျွန်တော်ကသူ့ကိုကျွန်တော်တို့ကဟိုဟာအနေနဲ့ယူမယ်ပေါ့နော် user DDO အနေနဲ့ယူမယ် user DDO ဆိုပြီးတော့ဒီလိုမျိုးအလုပ်လုပ်ထားလို့ရှိရင်သူကဟိုဟာမျိုးပေါ့နော်ကျွန်တော်ကဒီကောင်းကိုပြောချင်တာဗျာ friend ကပေးလိုက်မဲ့ဥစ္စာကကျွန်တော်တို့ဒီဘက်မှာ post mapping ကိုခေါ်မှာကဒီ body ထဲမှာထည့်ပေးလိုက်ရပါတော့သူ့ကိုပေးမဲ့ပုံစံကဒီလိုဗျာကျွန်တော်က name ဆိုလို့ရှိရင် mg မောင်ပေါ့နော်ပြီးတော့ဒီ email ပေါ့နော် gmail.com ပေါ့
1 2 3ဆိုပြီးကျွန်တော်ထည့်ပေးလိုက်ရင်ပေါ့နော်အဲ့လိုထည့်ပေးလိုက်ကျွန်တော်ဒီမှာကျတော့ post မှာပြောအောင်ပေါ့နော်โอเคအဲ့လိုထည့်ပေးလိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်ကဒီကောင်ကတော့ကျွန်တော် JSON အနေနဲ့ထည့်ရအောင်ပေါ့နော် JSON အနေနဲ့ထည့်ပေးလိုက် JSON အနေနဲ့ထည့်ပေးလိုက်တယ်ဗျာ JSON အနေနဲ့ထည့်ပေးလိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ဒီဘက်ကဒီဘက်ကကောင်က JSON ကိုကျွန်တော်က Java object ပြန်ပြောအောင်ပါပေါ့နော်အဲ့လိုမျိုးပြောင်းမှုအတွက်ကျွန်တော်တို့မှာဒီ annotation ရှိတယ်ပေါ့နော်ဒီ request body ဆိုတဲ့ annotation ရှိရပေါ့နော်အဲ့ဒီ annotation ကဘာလဲဆိုတော့ကျွန်တော်တို့ကဒီ friend ကပေးလိုက်တဲ့ JSON ကိုကျွန်တော်တို့ကဒီမှာဟိုဗာလဲ Java object ပြန်ပြောင်းပါပေါ့နော်အဲ့တော့ဒီမှာ request iqest request body ဆိုပြီးတက်ပေးလိုက်တယ်ဆိုလို့ရှိရင်တော့ဒီ user detail ဆိုတဲ့တန်ဖိုးရရပါတော့ဥမာကျွန်တော်က user detail ဆိုတဲ့ဥစားရရမှာအဲ့ဆိုကျွန်တော်ဒီမှာ user detail မှာလို့ဆိုရင်ကျွန်တော်ဟိုဒီ character လေးထည့်ထားလိုက်ပါပေါ့နော်โอเคကျွန်တော်ကဒီမှာ user controller မှာ return ဆိုပြီးတော့ user မှာuser detail get email ဆိုကျွန်တော် return ပြန်ပေးလိုက်ရမှာပေါ့နော်။ဆိုတော့ကျွန်တော်ပြောသလိုပဲပေါ့နော်။ကျွန်တော်ကဒီမှာဘာတော့မှသတ်မှတ်မထားဘူးဆိုလို့ရှိရင်ဒီ API user ကိုခေါ်တာနဲ့ဒီ API user ကို post mapping နဲ့ခေါ်လို့ရှိရင် post method နဲ့ခေါ်လို့ရှိရင်ဒီ method ကအလုပ်လုပ်ရမယ်ဆိုတဲ့သဘောပေါ့နော်။ Okay အဲ့ဒါဆိုကျွန်တော်ဒီကောင်ပြန် run လိုက်ရမှာပေါ့နော်။ Okay အဲ့ဒါဆိုကျွန်တော်ကကျွန်တော်ဒီမှာဗမာနေကို PS password 1 2 3ဒီမှာခွင့်ဆောင်မီလိုနေပါတော့ okay အဲ့ဒါဆိုကျွန်တော်ကမောင်ဒါကိုကျွန်တော် post မပင်နဲ့ API user ကိုကျွန်တော်ခေါ်အောင်ပါတော့ okay ဒီကိုခေါ်လိုက်လို့ချင်းကျွန်တော်ကမောင်@gmail.com ဆိုပြီးပြန်ရရပါတော့ပြောချင်တဲ့သဘောကဘာလဲဆိုတော့ဗျာဒီ request body ကကြတော့ဒီကျွန်တော်က JSON data တွေကိုJSON data ကို Java object ပြန်ပြောင်းတာပေါ့နော်ဆိုတော့ကျွန်တော်ကနှစ်ခုရှိတယ်ပေါ့နော်ဒီမှာrequest body နဲ့ response body နှစ်ခုရှိရပါတော့ဒီ request body ကကြတော့ဒီJSON object ကို Java object ပြန်ပြောင်းတာဒီ response body ကကြတော့ Java object ကို JSON object ပြန်ပြောင်းတယ်ဆိုတဲ့သဘောပေါ့နော်ကျွန်တော်ကဒီမှာ response body မကြေညာဘူးဆိုတဲ့အကြောင်းရင်းကဒီပုံမှာ REST controller လို့ကြေညာထားတော့ REST controller ကကြတော့ခုနကပြောသလိုပဲသူကဒီလိုပေါ့နော် controller နဲ့ဒီ response body နဲ့ပေါင်းထားရဆိုတော့ response body နဲ့ပေါင်းထားရဆိုတဲ့ကောင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာ response body ဆိုပြီးတော့တမတေးကြေညာပေးတယ်မလို့ပေါ့နော်လို့ပေါ့နော်ဒီ request body ကကျွန်တော်တို့ JSON object တွေကို Java object ပြန်ပြောင်းတာပေါ့နော်နောက်တစ်ခုကျတော့ဒီ put mapping ပေါ့နော် put mapping မှာကျွန်တော်တို့နောက်ထပ်လုပ်လို့ရတာကဘာလဲဆိုတော့ put mapping ကတော့ဗျာကျွန်တော် update လုပ်တဲ့အချိန်မှာသုံးတာပေါ့နော်ဒီ delete mapping ကကျတော့ဘာလဲဆိုတော့delete mapping ကိုကျွန်တော်အရင်ပြောလိုက်ရမှာပေါ့နော်ဥပမာ delete mapping ကိုလို့ရှိရင်ကျွန်တော်ကဘယ် data ကိုဖြတ်မှာလဲပေါ့နော်ဥပမာကျွန်တော်ကဒီ user ရဲ့ ID နဲ့ဖြတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီမှာလူမျိုးလေးပေါ့နော်best ဆိုပြီးတော့ကျွန်တော် ID ဆိုပြီးတော့ပေးလိုက်ရမှာเนาะဒီလို ID လို့ပေးလိုက်လို့ရှိရင်ပါလဲဆိုတော့ဗျာပတ်ပေပဲပေါ့เนาะပတ်ပေကဘယ်လိုမျိုးကိုပြောရလဲဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီလိုမျိုးလေးပေါ့เนาะကျွန်တော်က URL ပတ်ရဲ့နောက်မှာဒီကျွန်တော်က user passlet file ဆိုပြီးထည့်အဲ့လို file လို့စစ်တယ်အဲ့လိုမျိုးထည့်ပေးလိုက်တာပေါ့เนาะဥပမာကျွန်တော်ကဒီမှာဗျာ ID ဆိုပြီးယူထားတယ်အဲ့တော့ကျွန်တော်ကဒီမှာ add ဆိုပြီးတော့ပတ်ပေပဲနဲ့ထည့်ပေးလိုက်တာပေါ့เนาะကျွန်တော်ကဒီမှာ ID ဆိုပြီးယူလိုက်တယ်ဒီကျွန်တော်ကဒီမှာ string ဆိုပြီးတော့ ID ဆိုပြီး cast ထားရတယ်ပေါ့เนาะပြီးတော့ကျွန်တော်ကအဲ့ဒီ ID ကိုreturn ပြန်ရပါဗျာအဲ့ဒီ ID ကိုကျွန်တော် return ပြန်ထားလိုက်အောင်ပေါ့နော် okay အဲ့ဒါဆိုကျွန်တော်ကဒီမှာပြန် run လိုက်ပါနော်ပြန် run လိုက်ပြီးတော့ဒီမှာဆို delete မယ်ပြီပေါ့နော်အဲ့ဒါဆိုကျွန်တော်ခေါ်မှာ API user backslash ID ပေါ့နော် okay အဲ့ဒါဆိုကျွန်တော်ကဒီကောင်ကို delete မယ်ပြောင်းလိုက်မယ် delete မယ်ပြောင်းပြီးတော့ API user backslash ကျွန်တော်ကဥမာ 4 ဖြစ်ချင်4ပေါ့နော်အဲ့ဒါဆိုကျွန်တော်ကဆက်လုပ်လိုက်လို့ရှိရင်ဒီမှာ4ထွက်လာပြီပေါ့နော် pet variable ဆိုတာဘာလဲဆိုတော့ဗျာကျွန်တော်တို့ဒီ URL ကနေပြီးတော့ URL နောက်မှာဒီလိုမျိုးလေးပေါ့နော်4 5တို့အဲ့လိုမျိုးထည့်ပေးလိုက်ပြီးတော့ base data ကိုဖြတ်ပါမယ်ဆိုတဲ့အနေနဲ့သုံးတာပေါ့နော်ဥမာဒီမှာဆိုလို့ရှိရင်လည်း URL ကနေ URL value ကို extract လုပ်လိုက်တယ်ဆိုတဲ့သဘောပေါ့နော်ဥမာ backslash user ရဲ့နောက်က5ဆိုရင်5ပေါ့နော် okay ဒီမှာကျတော့ဒီမှာကြိုက်တဲ့နေရာမှာဖြစ်လို့ရတယ်ပေါ့နော်ဥမာဒီမှာ user ID မှာဖြစ်လို့ရတယ်ပေါ့နော်အဓိကကျွန်တော်ကဒီမှာ ID ပေးထားလို့ရှိရင်ဒီမှာ ID နဲ့ cast လုပ်ထားလို့ရှိရင်အဆင်ပြေပေါ့နော်ဥမာဒီမှာကuser ID ဒီမှာဗျာဒီမှာ ID ပေးထားပြီးတော့ဒီမှာ ID ကျွန်တော်ကဒီမှာ pass ပေးပြီးနေရာမှာဘာမှ cast မလုပ်ဘဲနဲ့ဒီတိုင်းရေးဆိုလို့ရှိရင်တော့ဒါကမတူတော့လုံးမလို့ဘူးပေါ့နော်ဒီ ID နဲ့ဒီနားကောင် match ဖြစ်ဖို့လိုရပေါ့နော်ဥပမာဒီလိုဆိုရင်တော့ဒါလည်းလုပ်မယ်ပေါ့နော်ကျွန်တော်ကဒီလို user ID ဆိုရင်တော့လုံးမလို့ဘူးပေါ့နော်အဲ့တော့ကျွန်တော်ကဟိုပါပြအောင်လို့ match ပြအောင်လို့ကျွန်တော်ဒီထဲမှာ ID နှစ်ခုတူသွားလို့ရှိရင်တော့ဒီနောက်ကနေရာကြိုက်တဲ့နေဖြစ်သွားလို့ရပြီဆိုတဲ့သဘောပေါ့နော်ဟုတ်
ဒီမှာ user ID ကိုတန်းကြပါတော့ okay ဒါကတော့ pep page ပဲအကြောင်းပါနော်ပုတ်မပင်မှာဆိုလဲအဲ့လိုပဲပေါ့နော်ကျွန်တော်ကဒီမှာပုတ်မပင် update လုပ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကဒီမှာ passlet ID ပဲပေါ့နော် ID ပဲယူလိုက်တယ်ပုတ်မပင်မှာကျွန်တော်နှစ်ခုလိုမှာပေါ့နော်ဟုတ်တယ်မလားကျွန်တော်ပထမဆုံးတစ်ခုအနေနဲ့pep page ပဲလို့ပဲပေါ့နော် pep page ပဲကကျွန်တော်တို့စနပြောတဲ့အတိုင်းပဲဘယ် user ကိုကျွန်တော်တို့က update လုပ်မှာလဲဆိုတဲ့သဘောပေါ့နော် ID ယူတယ်ပြီးတော့မှstring ID ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ request body တွေမှာပေါ့နော် request body ကကျတော့ဘာလဲဆိုတော့ကျွန်တော်တို့ဘယ် object ဘယ် data ကို update လုပ်မယ်ဆိုတဲ့သဘောပေါ့နော်ဥပမာ user data ကိုပေါ့နော်user data ကိုပေါ့နော်အဲ့ဒါကျွန်တော်ကဒီမှာ update လုပ်မဲ့ခေါင်းရဲ့dto.get name ဆိုပြီးကျွန်တော်ဒီကောင်တက်ပြန်ပြလိုက်ပါပေါ့နော်အဓိကတော့ဘာလဲဆိုတော့ ID နဲ့ file my ID နဲ့သွားချမယ်ပြီးလို့ရှိရင်ကျွန်တော်တို့က update လုပ်မယ်ဆိုတဲ့သဘောပေါ့နော်ဒီမှာဆိုရင်ဒီနှစ်ခုက put mapping delete mapping တူတူပဲပေါ့နော်ဒီ mapping တွေအတိုင်းပဲကျွန်တော်ကဒီ method နဲ့ခွဲလိုက်မှာပေါ့နော်ဥပမာ delete mapping ဆိုလို့ရှိရင် for ဆိုလို့ရှိရင်ကျွန်တော်တို့ကဥပမာစစ်လို့ပြီးလို့ရှိရင်ဒီကောင်ကစစ်ဆိုပြီးလိုက်ပြန်ပေါ့နော်အဲ့လိုမဟုတ်ဘူးကျွန်တော်ကဒီမှာ put လို့ပေးလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီကောင်ရဲ့အစအတူတူပဲပေါ့နော် API user ကျွန်တော်တို့က put mapping ဆိုတော့ကျွန်တော်ကနောက်ကနေ pep variable အနေနဲ့နံပါတ်တစ်ခုတည်းဟိုဘယ် ID ကို update လုပ်မလဲဆိုတော့ကျွန်တော်က6ကို update လုပ်မယ်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့ request body အနေနဲ့ကကျွန်တော်တို့က DDO user DDO ထည့်ပေးရမယ်ဆိုတော့ကျွန်တော်ကဒီမှာ JSON အနေနဲ့ဒီ body မှာဒီမှာ name မောင်ပိုင်းနဲ့ထည့်ပေးလိုက်တယ်ပေါ့နော်အဲ့ဆိုကျွန်တော်ကဒီကောင်ကို send လုပ်လိုက်လို့ရှိရင်ကျွန်တော်တို့ return ကမောင်ဆိုပြီး return ပြန်အောင်ပေါ့နော် okay အဲ့ဆိုကျွန်တော်405ပေါ့နော် method 2အလောင်းလို့ကျွန်တော်တို့ပြောတယ်ပေါ့နော်ကျွန်တော်တို့ကဒီမှာ API user 6အဲ့ဆိုကျွန်တော်တို့ဒီ app ကိုပြန် run လိုက်အောင်ပေါ့နော်ခေရကျွန်တော်တို့ run လိုက်မယ်ဆိုလို့ရှိရင်ဒီမှာမောင်ပြင်ရရပါတော့ပြောချင်တာကဗျာပုတ်မပင်ကကျွန်တော်တို့ data တွေ upload လုပ်ချိန်မှာသုံးတာပေါ့နော် delete မပင်ကတော့ဒီ delete ကျင်တဲ့ data ကို delete ကျင်တဲ့ချိန်မှာသုံးတာပေါ့နော်အဲ့ဆိုကျွန်တော်တို့အနေနဲ့ကဒီ pep variable တွေ request body တွေ response body တွေဒီရှေ့ကဒီ notation တွေအကြောင်းကျွန်တော်ကြည့်ပြီးသားပြီပေါ့နော်နောက်တစ်ချက်ကကျတော့ဒီ request pattern ပေါ့နော် request pattern ကကျတော့ဗာလဲဆိုတော့ဗျာဒီ query ရဲ့ parameter အနေနဲ့ထည့်ပေးလိုက်တာပေါ့နော်ဥပမာဘယ်လိုမျိုးလဲဆိုတော့data နော်ဗျာ name ကိုမောင်ပါတဲ့ user list ကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီလိုယူလိုက်တာပေါ့နော်အဲ့ဒါကျွန်တော်ကဒီမှာ gap mapping တခုထည့်လိုက်ရမှာပေါ့နော်search user ဆိုပြီးကျွန်တော်ကပေးလိုက်ရပါတော့အဲ့ဆိုကျွန်တော်က search user လို့ပေးပြီးတော့သူ့ကို parent အနေနဲ့လိုက်ရမှာဗျာ request parent request parent အနေနဲ့ကျွန်တော်ကဘယ်လိုပေးလိုက်မလဲဆိုတော့ name ကိုကျွန်တော်ကname လို့ပဲပေးလိုက်ရပါတော့နောက်တစ်ခုက string name လို့ပေးလိုက်ရပါတော့အဲ့ဆိုကျွန်တော်ကဒီမှာ name ဆိုပြီး name ကိုတက်ပြလိုက်ရပါတော့အဲ့ဆိုဒီတော့ကဒီမှာ search user ဆိုတဲ့ကောင်လေးနဲ့ဒီ rock ကိုခေါ်ရမယ်ဆိုတဲ့ဘောပေါ့နော် API user search user ပေါ့နော်ကျွန်တော်က gap mapping အဲ့တော့ကျွန်တော်က gap mapping ပြောင်းမယ် API user search user ပေါ့နော်search user ပေါ့နော် search တဲ့ URL က user ပေါ့နော်ဒီ record parent လေးကကျတော့ဘယ်လိုလဲဆိုတော့ query ရဲ့ parameter တွေနဲ့ထည့်ပေးလိုက်တာပေါ့နော်ဒီလို question value ရဲ့နောက်မှာပေါ့နော် question value ရဲ့နောက်မှာ name ဆိုပြီးထည့်ပေးလိုက်တာပေါ့နော်ကျွန်တော်ကိုယ်တိုင်ရဲ့ချင်တဲ့ရရမြဲချင်တဲ့ဒီမှာ parent နဲ့မှာသွားပြီးတော့ဒီမှာ name name ဆိုပြီးတော့ကျွန်တော်ကဒီမှာမောင်ပေါ့ဗျာမောင်ထည့်ပေးလိုက်တယ်ဆိုလို့ရှိရင်ဆက်ရလို့ရှိရင်ကျွန်တော်တို့ကမောင်ဆိုပြီးတော့ return ပြန်တယ်ပေါ့နော်ဟိုပြောချင်တာကဗျာဒီ query ရဲ့ parameter တွေနဲ့ထည့်ပေးလိုက်လို့ထည့်ပေးချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီparent နဲ့သုံးလို့ရပါတော့ဒီမှာဒီများသောအားဖြင့်ဟိုသူကဘယ်လိုမျိုးလဲဆိုတော့ဒီနောက်က question value ရဲ့နောက်မှာ parameter တွေနဲ့ထည့်ပေးလိုက်တယ်ဆိုတော့ပေါ့နော်ဒီ pep variable ကကြတော့ကျွန်တော်နောက်ကနေတက်ပြီးတော့ဒီ URL နေ value ကို extract လုပ်မှာပေါ့နော်ဒီ question mark တွေပါရင်ပါဘူးပေါ့နော်သူကကြတော့ဒီ passlet 5ဆိုပါ passlet 5ဆိုပါ passlet 6ဆိုရင်6ပေါ့နော်ဟုတ်ကျွန်တော်တင်ဒီဗီဒီယိုတော့နည်းနည်းရှည်သွားပြီပေါ့နော်ကျွန်တော်တို့ဒီ channel ဒီနောက်က notification တွေအကြောင်းကိုတော့ကျွန်တော်နောက်ဗီဒီယိုအကြောင်းမှာဆက်လုပ်ကြရမယ်ပေါ့နော်နောက်ဗီဒီယိုကြလို့ရှိရင်တော့ကျွန်တော်ဒီ component တွေ service တွေ repository တွေအကြောင်းကိုကျွန်တော်ပြောရမှာပေါ့နော်ပြီးလို့ရှိရင်ဒီ bin နဲ့ application ကိုနဲ့အကြောင်းကိုလည်းကျွန်တော်အကောင့်တွေတော့အရင်ဆုံး detail သွားရမှာပေါ့နော်အဲ့ဒါတွေပြီးသွားမှဒါလင်းကျွန်တော်တို့ဒီ configuration နဲ့ live cycle အကြောင်းတွေဒီ auto configuration တွေအကြောင်းဆက်သွားရမှာပေါ့နော်ဟိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုကြရင်ပြန်တွေ့ပါမယ်